ကဲဘာတွေတုံးလဲဆိုပြီးတော့ခဏမေးတာတွေ့နေလို့ပေါ့နော်ဒီနေ့ရှမ်ပူကုန်နေရနဲ့ကွက်တိပဲဘာတွေတုံးလဲဆိုတာတခါတည်းပြပေးခြင်းလို့ပါဒီဆက်တုံးတာပေါ့နော်ဒါကရှမ်ပူဒါကပေါင်းစေးပေါ့နော်ဒီနှစ်ခုပဲတုံးတာ hair care နဲ့ပတ်သက်ပြီးဆိုဒီနှစ်ခုပဲတုံးတာတခြားဘာမှမတုံးထိုင်းရောက်ကလေးကစတုံးတာပေါ့နော်ထိုင်းရောက်တာ၈လရှိနေပါပြီဘင်ကထိုင်းရောက်တဲ့ချိန်ဆိုဒီလောက်တူလေးအခုဆိုအရှိကြီးဖြစ်နေပေါ့နော်ခါးထီတောင်ရှိနေပြီပေါ့ထိုင်းရောက်တဲ့လူတိုင်းတီးကြမှာပါသပင်အရန်ကျွတ်တယ်ထိုင်းရရည်နဲ့သပင်ကမတည့်ဘူးပေါ့နော်အရန်ကျွတ်တယ်လို့ရှင်ရလို့ဖြစ်ခဲ့လို့တငယ်ချင်းကဒါ recommend လုပ်လို့ဒါစတုံးတာတုံးကြတဲ့တဘူးတုံးကြတဲ့တော်တော်လေးကြိုက်သွားအဲ့ကလေးကဆက်ပြီးသုံးဖြစ်နေတာပေါ့နော်အခုချိန်ထိပဲ၈လရှိနေပြီပေါ့နော်တဘာဝဆေးဖက်ဝင်အပင်နေနဲ့လှုပ်ထားတဲ့တွဲကြောင်းမလို့သပင်ပြက်စီးမှကြောက်စရာမလိုဘူးသပင်ပြက်စီးနေတဲ့လူတော်မှတတ်တာတယ်ပေါ့နော်ကြီးဆိုသပင်အရန်ကျွတ်တက်တယ်မှပါတယ်ဒါသုံးကလေးကတော်တော်လေးသပင်ကျွတ်တာတော်တော်လေးတတ်တာ80%လောက်တတ်တာသွားပြီသူကသပင်ကျွတ်တာဒါမကဘောက်တွေနှခွတွေသပင်ကျန်းတဲ့လူတွေဆိုလဲသူကတတ်တာအောင်လုပ်ပေးတယ်သပင်တအားရှည်ဖို့တအားခန့်နေတဲ့လူတွေပေါ့နော်သပင်ဘယ်တော့မှမရှည်နိုင်ဘူးဘယ်နှလရှိနေသပင်ကမရှည်ဘူးအဲ့လိုဆိုတဲ့လူတွေဆိုဒါသုံးစီခြင်းဒါတော်တော်ရှည်တာအရန်တိတာတယ်လူရှိတငယ်ချင်းရောင်းနေပေါ့နော်သူ page ကဒါလေးဖြစ်ပါတယ်သူကိုယ်တိုင်သုံးပြီးရောင်းတာဆိုတော့သူက 100% အာမခံပြီးရောင်းနေပေါ့နော်အတူမိရမှာလုံးဝမကြောက်ပါဘူးပြီးရင်သူကထိုင်းနိုင်ငံအနှံပို့ပြီးတယ်ပေါ့နော်ပြီးရင်မှချင်တယ်ဆိုရင်ဒီ page ကလေးမှာသွားမှလို့ရပါတယ်ကို့မှာရှိတဲ့သပင်ပြဿနာတွေကိုလည်းသွားပြီးတော့ပြောပြလို့ရတယ်ပေါ့နော် discuss လုပ်လို့ရတယ်သူရှင်းပြလိုက်မယ်ပေါ့နော်ဒါအရန်သုံးလို့ကောင်းလို့လာပြီး review လုပ်ပေးရပါစမ်းသုံးကြည့်ကြနော်